လွန်ခဲ့တဲ့တလကဦးထွန်းမြတ်တိုးရဲမှာတုံးဝက်ပတ်ခံရပြီးဒေလူမျိုးဝဖြစ်ခဲ့မှုပဲနဲ့အန်ဟောစရာကောင်းတော့အောင်ပြန်ပြီးတန်မာလာခဲ့တယ်လို့သိရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနောက်ပိုင်းဦးထွန်းမြတ်ဟာကျောင်းကန်ကိုလည်းမလာတော့ပဲလူသူတွေနဲ့လည်းတိတ်မဆက်ဆံတော့တာပါပဲ။မင်္ဂလာပါ Histobiz Channel ကမင်းမြတ်သားဇာတ်လမ်းကို 3D Cinematic Style နဲ့တင်ဆက်ပေးနေပါတယ်။ Subscribe button လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်။နေဝင်ရီဒီယောအချိန်လောကကြီးကအလင်းနဲ့မောင်အားပြိုင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲအေးဆက်တဲ့မြူနင်းတွေကြားကနေယောဂီအောင်ဝစ်ဆုံတဲ့လူငယ်တယောက်ဟာရွာကလေးတွေကိုအေးဆေးစွာလမ်းလျှောက်ဝင်လာပါတယ်။သူကတော့မင်းမြတ်သားပါပဲ။သူ့ရဲ့ကိုရောင်ကိုယ်ကအမောင်ထဲမှာဝင်းလံနေသလိုပါ။သူ့နောက်မှာတော့တပည့်ဖြစ်သူလင်းခန့်ကဇရရဲ့ခြေလမ်းတွေကိုဂယူတဆိုင်နဲ့လိုက်ပါလာပါတယ်။မင်းမြတ်သားကရုတ်တရက်ရဲလိုက်ပြီးခြံဝင်းတစ်ခုတည်းကိုဝင်သွားတဲ့လူတစ်ယောက်ကိုစူးစိုက်ကြည့်လိုက်တယ်။လင်းခန့်အခုအိမ်ထဲဝင်သွားတဲ့လူကိုမင်းတွေ့လားတဲ့။တွေ့ပါတယ်ဆရာ။ဘာဖြစ်လို့လဲ။လင်းခန့်ကပြန်မေးလိုက်တဲ့အခါမင်းမြတ်သားရဲ့မျက်ဝန်းတွေကပိုပြီးလေးနက်သွားပါတယ်။အဲ့ဒါလူမဟုတ်ဘူးကွာဖုံးဝင်နေတဲ့လူ။မင်းမြတ်သားကဆက်ပြီးရှင်းပြပါတယ်။ဖုံးဝင်တယ်ဆိုတာမျိုးမျိုးရှိတယ်ကွာတချို့ကအစားတောက်ငတ်မို့လို့တချို့ကလူဘဝကိုစိတ်မကုန်သေးလို့ခန္ဓာကိုယ်ထဲကိုနေရာဝင်ယူထားကြတာသူတို့ကလူတွေနဲ့ရောနှောနေထိုင်ကြတော့ဒါမှမျက်လုံးနဲ့တော့မမြင်နိုင်ဘူးဒါကြောင့်ငါတို့ဒီရွာကဘုန်းကြီးကျောင်းမှာတဲပြီးစောင့်ကြည့်ရမယ်ဘုန်းကြီးကျောင်းကိုရောက်တဲ့အခါကျောင်းကပ္ပိယကြီးဦးကျော်နဲ့တွေ့ဆုံကြပါတယ်မင်းမြတ်သားနဲ့လင်းခန့်တို့ကကျောင်းဝေယဝိဆတွေကိုဝိုင်းဝန်းလောက်ကင်ပြီးရင်ဦးကျော်စီကနေဦးထွန်းမြတ်ရဲ့အကြောင်းကိုစုံစမ်းလိုက်တယ်လွန်ခဲ့တဲ့တလကဦးထွန်းမြတ်တိုးရဲမှာတုံးဝက်ပတ်ခံရပြီးဒေလူမျိုးဝဖြစ်ခဲ့မှုပဲနဲ့အန်ဟောစရာကောင်းတော့အောင်ပြန်ပြီးတန်မာလာခဲ့တယ်လို့သိရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနောက်ပိုင်းဦးထွန်းမြတ်ဟာကျောင်းကန်ကိုလည်းမလာတော့ပဲလူသူတွေနဲ့လည်းတိတ်မဆက်ဆံတော့တာပါပဲ။မင်းမြတ်သားကငါတို့ရဲ့တာဝန်လှုပ်ရှားရှိတာလုပ်ရမှာပေါ့လို့ဆိုကဦးထွန်းမြတ်ရဲ့အိမ်ကိုတွားရောက်ခဲ့ပါတယ်။အိမ်မှာဦးထွန်းမြတ်မရှိတဲ့အချိန်သမီးဖြစ်သူပန်းနုနဲ့တွေ့ဆုံပြီးစာတစ်စောင်ကိုပေးခဲ့ပါတယ်။ဒီစာကိုဦးထွန်းမြတ်ရဲ့အိယာအောက်မှာတေချာတင်ထားပေးပါလို့မှာကြားခဲ့တာဟာတကယ်တော့ဖုတ်ကောင်ကိုအမျက်ထွက်စေမဲ့အင်းစာတစ်စောင်ပါပဲ။မကြခင်မှာပဲကျောင်းထဲကိုဦးထွန်းမြတ်ဟာဓာတ်တလက်ကိုဆွဲပြီးဒေါသကြီးနဲ့ပြေးဝင်လာပါတယ်။သူ့ရဲ့မျက်လုံးတွေကနီမြန်းနေပြီးလူသားတစ်ယောက်ရဲ့အတန်မဟုတ်တဲ့ဟင်းဟောင်းတန်တွေထွက်ပေါ်နေတယ်။ဒီကောင်လေးကကျုပ်ကိုမနေရအောင်လုပ်နေတာလို့သူကအော်ဟစ်နေတော့တယ်မင်းမြတ်သားကလင်းခန့်ကိုခေါ်ပြီးတက်သေးပြဖို့ပြင်ဆင်လိုက်ပြီးလင်းခန့်အခေါင်းတစ်လုံးရေအိုးသုံးလုံးနဲ့မှန်တစ်ချက်စီစဉ်စမ်းအားလုံးကရေတထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတယ်ပထမတက်သေးအနေနဲ့မင်းမြတ်သားကမှန်တစ်ချက်ကိုဦးထွန်းမြတ်ရဲ့နှာခေါင်းဝါမှာကတ်လိုက်တယ်ဒါမဲ့လူဆိုရင်မှန်ပေါ်ကအသက်ရှူငွေတွေရရမှာဖြစ်ပေမဲ့ဦးထွန်းမြတ်ရဲ့မှန်ပေါ်မှာတော့ဘာအငွေ့မှရှိမနေပါဘူးဒါဟာခန္ဓာကိုယ်ထဲမှာအသက်တက်ကင်းမဲ့နေတဲ့ပထမဆုံးသက်သေးပါပဲဒုတိယသက်သေးတွေးကင်းမဲ့တဲ့အေးတက်ပဲဖြစ်ပါတယ်မင်းမြတ်သားကရေအိုးထဲကရေကိုဦးထွန်းမြတ်ရဲ့လက်ပုံကိုလောင်းချလိုက်တယ်ရေဟာအသားထဲကိုစိတ်မဝင်ပဲရေခဲတုံးပေါ်လောင်းလိုက်တယ်လို့မျိုးတလိမ့်လိမ့်ကျဆင်းသွားတယ်ဦးထွန်းမြတ်ရဲ့အသားရည်ကလူသေးတယောက်လိုအေးဆက်နေတာကိုမင်းမြတ်သားကရွာသားတွေကိုလက်တွေ့ပြလိုက်တယ်တတိယသက်သေးကတော့လွင့်နေတဲ့အရေးအထူးခြားဆုံးကတော့မင်းမြတ်သားကဖျောင်းနိုင်တဲ့တိုင်းကိုထွန်းလိုက်တဲ့အခါဦးထွန်းမြတ်ရဲ့အရေးဟာမြေပြင်ပေါ်မှာမရှိပဲလေထဲမှာဝေဝါးနေတာကိုမြင်လိုက်ရတဲ့အခါရွာသားတွေအားလုံးထိတ်လန့်သွားကြပါတော့တယ်။ခမည်းဦးထွန်းမြတ်မဟုတ်တာတေချာသွားပြီလို့မင်းမြတ်သားကဟိန်ဟောလိုက်ပါတယ်။မင်းမြတ်သားကအာနာဇက်နဲ့ချုံနှောင်လိုက်တဲ့အခါမှာတော့ဦးထွန်းမြတ်ရဲ့ခန္ဓာကိုယ်ထဲကနေတခြားသူမဟုတ်ပဲကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့အဖိုးဦးဖိုးရွှေရဲ့အတန်ထွက်ပေါ်လာပါတယ်။ငါမြေးတွေကိုငါစိတ်မချလို့ငါလှုပ်ကြွေးခြင်းလို့ပြန်လာခဲ့တာတဲ့အဖိုးပြစ်သူဟာမြေးတွေကိုငတ်ပေါ်မှာဆိုလို့တည်ဆုံးသွားတာကိုတော့အတိမတ်မပြူပဲဘုတ်ကောင်အဖြစ်နဲ့လှုပ်ကြွေးနေခဲ့တာပါ။မြတ်သားကအဖိုးရဲ့မြစ်တာကအကြီးမားပါတယ်။ဒါပေမဲ့လူနဲ့နာတာဘဝဆိုတာစီးခြားထားရမယ်လို့ရှင်းပြလိုက်တဲ့အခါအဖိုးပြစ်သူရဲ့ဝိညာဉ်ဟာတဖြည်းဖြည်းခွာထွက်သွားပါတော့တယ်။ဦးတို့မြတ်ရဲ့ခန္ဓာကိုယ်ကလည်းအယိုးကျိုးပြက်လေကျသွားပါတယ်။နေအောင်ကြီးတဲ့အောက်မှာမင်းမြတ်သားနဲ့လင်းခန့်တို့ဟာရွာကလေးကနေထွက်ခွာလာခဲ့ကြတယ်။
လောကမှာမေတ္တာတရားထက်အားကောင်းတာမရှိပေမဲ့အဲ့ဒီမေတ္တာကအစွဲလန်းဖြစ်သွားရင်တော့အပေါင်လူထဲမှာပိတ်မိသွားတတ်တယ်လို့မင်းမြတ်သားကတပည့်ဖြစ်သူကိုတင်ကြားရင်းနောက်ထပ်ခရီးစဉ်တစ်ခုစီကိုဦးတည်သွားပါတော့တယ်ဒီဇလန်းလေးကိုကြိုက်တယ်ဆိုရင် like တစ်ချက်နဲ့ share လေးလုပ်ပေးသွားကြအောင်နော်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်